ကိုယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုအာယုံပြုကြည့်လိုက်ပါယောဂီတော်ရဲ့ခန္ဓာကိုယ်ကြီးကိုအာယုံပြုကြည့်လိုက်ပါအာတွေပေါ်အာတွေတကယ်ပေါ်ထွက်နေတယ်လေတွေထွက်နေတယ်လေတွေထွက်နေတယ်နားကနေအတန်တွေကြားနေတယ်စိတ်ကလေးကတောင်းတနေတယ်ကြံစီနေတယ်အတွေးကလည်းပဲအတွေးအာယုံတွေတွေးပြီးတော့စိတ်ကလေးကကြံစီနေတယ်ခန္ဓာကိုယ်ကြီးအာယုံပြုလိုက်ရင်လေလေတွေထွက်နေမယ်ဘမဟုတ်ဘူးမေအေးမေပေါ့ဒါခန္ဓာကိုယ်ကြီးကထွက်ပေါ်နေတာတွေအဲ့ဒီထွက်ပေါ်နေတဲ့သဘောတဘာဝတို့ကိုဘုံဘုံတို့ကထိုင်နေတဲ့ခွဲဟောင်တဲ့ခန္ဓာကိုယ်ကြီးကိုတရားမရှိဘူးတကယ်ထွက်ပေါ်နေတဲ့သဘာဝတရားကိုပရမတ္ထလို့ခေါ်တယ်ထိုင်နေတဲ့ခွဲတွေမြင်တဲ့ခန္ဓာကိုယ်ကြီးကိုပညာယုတ်ခန္ဓာကိုယ်ကြီးလူလောလောဘာလောလောထိုင်နေတဲ့ပုံသဏ္ဍာန်ပေါ့ဒါဆိုရင်ဟုတ်ပြီထွက်ပေါ်လာတဲ့သဘာဝတရားကိုတရားရှုမယ်ဆိုတော့ထွက်ပေါ်လာတာတော့အများကြီးပဲမြေလုံးကမြင်လေထွက်